လေးတွေကခုနငါးတစ်တာဘူးသေးလေးနှစ်ဘူးကိုထုတ်ပြီးတော့တုံးထားတာပေါ့နော်အဲ့ဒါကလေငါးတစ်တာအနှစ်များကြိုက်ရင်လည်းအနှစ်ကိုအကုန်ထည့်လို့ရတယ်အနှစ်များမကြိုက်ရင်တော့အနှစ်ကိုအကုန်မထည့်နဲ့ပေါ့နော်နည်းနည်းပဲထည့်နောက်ပြီးတော့ငါးတစ်တာလေးတွေကအခုသူတို့ခလဲကနေပြီးတချမ်းချမ်းထားတာပေါ့နော်သူ့ထဲကိုအရသာလေးတွေထည့်အောင်လို့အဲ့ထဲကိုပါတဲ့ဟာဆိုခရမ်းကျင်တီလေးတွေကိုဒီလိုလေးတွေလှီးထားမယ်ခရမ်းကျင်တီနှလုံးပေါ့နော်နောက်ပြီးတော့ရင်ကြက်တော်ဖြူရဲ့ကြက်တော်အနီရဲ့နောက်ပြီးတော့ရင်သူ့ထဲမှာစိမ့်စားငပိထည့်ရမယ်နောက်ပြီးတော့ရင်ဒီငရုတ်သီးစိမ့်ပေါ့နည်းနည်းနဲ့နောက်ပြီးတော့ချင်းကကြတော့မထောင်းရလေးမိတာချင်းလေးထောင်းထည့်ရမယ်ပေါ့နော်အဲ့ဒါလေးကိုဘယ်လိုချက်တယ်ဆိုတာကိုလိုက်ကြည့်ကြမယ်နော်ဒီလိုစီရင်ထည့်ပေါ့နော်စီဆူလာပြီဆိုရင်စလုံးလေးနည်းနည်းထည့်မယ်စလုံးလေးနည်းနည်းထည့်ပြီးတော့ရင်ဒီမှာပေါ့ချင်းကြက်တော်ဖြူလေးကိုစီပတ်မယ်ပေါ့နော်ဒီလိုစီနေရင်တက်လိုက်မယ်ပေါ့နော်ဒီလိုကိုစီနေရင်တက်မယ်စီနေရင်တက်ပြီးတော့ရင်ကြက်တော်ဖြူလေးတစ်ခါပဲထည့်လိုက်မယ်နော်好，要吃到高了，我的妈了，我也送给他，我带着他送了一好啊，你家的，哪里有？就高了么？拿完了去了喏，去得来，你这都去你的个喏，拿来个多多的有拿有人，多多的是那拿带下来个，阿拉嘛啥干嘛？阿都说呢，拿来就呢的。စိမ်းစားငပိလေးကိုထည့်မယ်ပေါ့နော်စိမ်းစားငပိလေးရကြတော့ရင်စော်ကြီးကစီထဲကိုထည့်တက်ခိုင်းသွားငပိကခါတာလေးပါလို့ဖြစ်မှာဖြစ်တယ်ပေါ့နော်စိမ်းစားငပိကိုထည့်မယ်ပြီးတော့ငရုတ်သီးကျုံထည့်မယ်ပြီးရင်ခရမ်းကျင်လေးတစ်ခါလေးထည့်မယ်ပေါ့နော်ခရမ်းကျင်လေးတစ်ခါလေးထည့်မယ်ထည့်ပြီးတော့အလားတစ်ခါလေးလိမ့်မယ်ခရမ်းကျင်လေးလိမ့်မယ်ဆက်ပြီးတော့စီတက်မယ်နော်ခဏတော့ပေါ့နော်ပြောလို့မရပါဘူးစက်တော့အစီအစီတက်တဲ့အချိန်မှာရုပ်ကြီးပြောင်းခြင်းမဟုတ်ဘူးတကယ်လည်းဆက်ရဆက်ပါနော်အဲ့ပြီးရင်ခဏကဟိုငပိကိုခင်းနေပြီးရုပ်ကြီးထည့်ခင်းနေပြီးလေးတွေအကုန်လုံးဒီမှာလိတ်လာပြီးဆိုရင်ငန်းကြားရည်လေးငန်းကြားရည်လေးနည်းနည်းလေးထည့်မယ်နော်ငန်းကြားရည်လေးနည်းနည်းလေးထည့်မယ်ပြီးတော့ရင်အသားပုတ်လေးနည်းနည်းထည့်မယ်အသားပုတ်လေးနည်းနည်းထည့်မယ်ပြီးတော့ရင်စားတော့ထည့်လို့စားနည်းနည်းထည့်မယ်စားလေးမှာဟောငန်းတော့စားလေးနည်းနည်းထည့်မယ်ငါးတတာလေးရနော်ငါးတတာလေးထည့်လိုက်အဲ့ငါးတတာအနှစ်ကြိုက်ရင်လည်းအနှစ်တည်းထည့်လို့ရတယ်နော်ထည့်ချက်လို့ရအနှစ်မကြိုက်တဲ့လူကြတော့လုံးဝအနှစ်မထည့်ပဲနဲ့သူတို့ဟိုမလေးရလူတွေချက်တာကြတော့ငါးတတာကိုအနှစ်တွေလုံးဝမထည့်တော့ဘူးနောက်ပြီးတော့ဒီနည်းနည်းပဲထည့်လို့လားသူတို့ကနော်ငါးတတာကအနှစ်ကြိုက်ရင်လည်းအနှစ်တည်းအကုန်ထည့်လို့ရတယ်ပေါ့နော်အနှစ်မကြိုက်ရင်လည်းအနှစ်ကိုနည်းနည်း short ထည့်ပေါ့နော်ငါးတတာပြန်ပါတဲ့အနှစ်ကိုဒီမှာကျတော့ခရမ်းရည်ပြီးလို့ဒါလို့အနှစ်ကပါပြီးသားဆိုတော့သူကလိတ်နေအောင်ထည့်ပြီးသားဆိုတော့နောက်ပြီးငါးတတာလေးကနှုတ်တဲ့အခါကျတော့အရင်ကြေမာဆိုပြီးပေါ့နော်အရင်နှုတ်နေတော့သူ့ကိုအရသာလေးဝင်အောင်ပေါ့ခဏရေထဲမထည့်ဘူးဒီတိုင်းလေးပဲခဏနှက်ထားလိုက်ပေါ့နော်နှက်ထားပြီးတော့ရင်ဒါလေးတွေဟိုဟာဖြစ်ပြီးဆိုရင်အရသာလေးအကုန်မြည်တိုင်းမြည်ပြီးတော့အရသာလေးအကုန်လုံးတော်ပဲဆိုရင်အပေါ်ကနေတော့နည်းနည်းလေးပုတ်လိုက်ပုတ်ပြီးဆိုရင်ရပါပြီရှင်ဆိုရင်စီလေးတွေကပုံပြန်လာပြီပေါ့နော်စီလေးပြန်လာပြီး6လဲလာပြီ6လဲလာပြီးအရသာလေးအကုန်လုံးတော်ပဲဆိုရင်အပေါ်ကနေတော့ရင်နည်းနည်းလေးအုပ်နေနည်းနည်းလေးအုပ်တာတော့ဒီမှာအိမ်မှာတော့ကိုကနည်းနည်းလေးအများကြီးရှိလို့အဲကြောင့်မများအုပ်တာအဲ့တော့အကယ်အဲ့လောက်မကြိုက်ဘူးဆိုရင်လည်းနည်းနည်းပဲအုပ်လို့ရတယ်အကယ်နည်းနည်းမကြိုက်တဲ့လူဆိုရင်မထည့်လို့ရပါတယ်ရှင်စားတဲ့ဟိုပေါ့နော်ငါးတတာကိုဟိုချက်ပြီးတော့ရင်ထမင်းနဲ့လည်းစားရတယ်နောက်ပြီးတော့ဒီလိုပေါ့ဘာမှမထည့်ဘူးမဟုတ်ဖက်နဲ့ဒီတိုင်းပဲနေလိုက်တာအဲ့ဒါလည်းအရင်စားကောင်းတယ်အဲ့လိုလည်းစားတယ်နောက်ပြီးတော့ဒီလိုမျိုးပေါ့နော်ပါမုတ်ထဲမှာဒီလိုမျိုးလေးညက်ပါမုတ်ထဲမှာအဲ့လိုလေးညက်ပြီးတော့ရင်ပါမုတ်လေးလည်းစားတယ်အမျိုးမျိုးလုပ်ပြီးစားလို့ရပါတယ်ရှင်အရင်စားကောင်းပါလေ